မှတ်ဉာဏ်ချို့ယွန်းတဲ့ကြောက်စရာအယ်ဇိုင်းမာယောဂမထစ်ချင်းရင်ခုကစော်ပြီးဒါတွေလို့ပါချစ်ခင်ရသူတွေရဲ့မျက်နှာကိုကြည့်ပြီးနာမည်မမှတ်မိတော့တာကိုရောက်နေတဲ့နေရာကိုဘာချောင်းရောက်နေမှမသိတော့တာမျိုးကစိတ်ကူးကြည့်ရရုံနဲ့တင်အရန်ကိုကြောက်ဖို့ကောင်းလာပါတယ်အယ်ဇိုင်းမာဆိုတာအသက်ကြီးလာရင်လူတိုင်းဖြစ်တဲ့ယောဂတခုတော့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့နေ့စဉ်နေခိုင်မှုပုံစံကိုအခုကလေးကပြုတ်ပြန်ပြောင်းလဲလိုက်မယ်ဆိုရင်ဒီမေ့လျော့ခြင်းဝေဒနာဆိုးကြီးကနေကာကွယ်နိုင်ပါတယ်ဦးနောက်ဆဲတွေပျက်စီးပြီးမှတ်ဉာဏ်တွေပျောက်ဆုံးမသွားရအောင်ဒီအချက်တွေကိုဒီနေ့ကစပြီးလိုက်နာကြည့်ရအောင်နံပါတ်1ဦးနောက်ကိုအမြဲအလွတ်ပေးပါ mental workout ဦးနောက်ဆိုတာကျွတ်မတက်လို့ပါပဲအသုံးမပြုရင်အားနေသွားတတ်ပါတယ်စာဖတ်တာညံစမ်းပဟိလိဖြေတာဂိမ်းကစားတာဒါမှမဟုတ်ဘာသာစကားအတစ်တခုသင်ယူတာမျိုးကဦးနောက်ဆဲအချင်းချင်းချိတ်ဆက်မှုကိုအားကောင်းစေပါတယ်နံပါတ်2နှလုံးကျန်းမာရင်ဦးနောက်ကျန်းမာပါတယ် heart brain connection သွေးတိုးတာစီးကြိုတာနဲ့ကိုလက်စထရိုများတာတွေဟာဦးနောက်ထဲကသွေးကြောငယ်လေးတွေကိုပျက်စီးစေပြီးအယ်ဇိုင်းမာဖြစ်ဖို့လှမ်းခင်းပေးပါတယ်ဒါကြောင့်သွေးတိုးနဲ့စီးကြိုကိုစနစ်တကျထိန်းသိမ်းပါနံပါတ်3ချွေးခွက်အောင်လှုပ်ရှားပါ physical exerciseပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကဦးနောက်စီသွေးလည်ပတ်မှုကောင်းမွန်စေပြီးမှတ်ဉာဏ်ကိုတိုးတက်စေတဲ့ဟော်မုန်းတွေကိုထွက်လာစေပါတယ်ဒီနေ့ကိုမိနစ်30လောက်လမ်းရှောင်ပေးရုံနဲ့တင်ထူးခြားပါတယ်နံပါတ်4ပေါင်းတင်စစ်ဆန်ရေးမပြတ်ပါစေနဲ့ social engagement တူတဲ့အထီးကျန်နေသူတွေဟာစိတ်ကြယောဂနဲ့အယ်ဇိုင်းမာဖြစ်ဖို့ပို့လွယ်ပါတယ်တငယ်ချင်းတွေနဲ့စကားပြောတာလူမှုရေးလုပ်ငန်းတွေမှာပါဝင်လာကဦးနောက်ကိုလန်းဆန်းစေပြီးမှတ်ဉာဏ်ချို့ယွင်းမှုကိုတားဆီးပေးပါတယ်နံပါတ်5အိပ်ရေဝဝအိပ်စက်ပါ quality sleep ကျွန်တော်တို့အိပ်ပျော်နေတဲ့အချိန်မှာဦးနောက်ကတစ်နေ့တာလုံးမှာရှိနေတဲ့အဆိပ်အတောက်တွေကိုတန့်ရှင်းပေးတာပါအိပ်ရေးပြတ်တာကြားလာရင်အယ်ဇိုင်းမာဖြစ်စေတဲ့ပရိုတင်းထက်တွေဦးနောက်မှာစုပေါင်းလာတတ်ပါတယ်တနေ့ကို9နာရီ10နာရီလောက်အိပ်ရေဝဝအိပ်စက်ပေးပါအကျဉ်းချုပ်အကြံပြုချက်အယ်ဇိုင်းမာဟာတရက်ထဲနဲ့ထက်လာတာမဟုတ်ပါဘူးနှစ်ပေါင်းများစွာမှားယွင်းတဲ့နေထိုင်မှုတွေကြောင့်ထက်လာတာပါဒါကြောင့်အခုကလေးကဦးနောက်ကျန်းမာရေးကိုဂရုစိုက်ပါအိုမင်းသွားပေမဲ့မှတ်ဉာဏ်တွေကတော့လန်းဆန်းနေပါစေတင်မိသားစုတွေကလူကြီးမိဘတွေနဲ့မကြာခဏမေ့တက်တဲ့တငယ်ချင်းတွေအတွက်ဒီ post လေးကိုဝေမျှပြီးတတိပေးလိုက်ပါဦး